အားလုံးမင်္ဂလာပါဒါ EP3 ဖြစ်ပါတယ်ကျွန်တော် international သွားတဲ့ EP3 ဖြစ်ပါတယ်ဒီမှာဆိုရင်ကြည့်နော်ကျွန်တော်အောက်ထောက်ဆင်းနေပါတယ်ခင်ဗျာရေကကြီးဆဲပြီးတော့လေချမ်းလာတယ်တိလားဒါကျွန်တော်ဇူးဆွဲပြမှာအဲ့ဒီမှာငါးလေးဆိုရင်အရင်လာတယ်လေငါးကလေးလေးတွေရှိနေနော်လူတွေလည်းအများကြီးပဲအဲ့ဒီဆိုရင်တပ်ပေါ်ရတဲ့လူတွေလည်းရှိတယ်အရန်အေးချမ်းတဲ့ဒီနေရာလေးကတိတ်ဆိတ်ပြီးတော့လေရန်အေးဆေးတဲ့နေရာဖြစ်ပါတယ်ဝေါအဲ့ဒါချော်လေးစင်ပေါ်တက်လာတယ်လားဘယ်လိုတက်နေကြလဲကြည့်အဲ့လိုလေးဆွဆွတက်ရအဲ့နာမှာဆိုဓာတ်ပုံရအရင်လာတယ်ခဏနဲ့ကျွန်တော်အောက်ဆင်ပြမယ်နော်တချို့နေရာလေးဆိုရင်အဲ့ဒီကြတော့ရဲ့အောက်မှာဟိုမရှိဘူးကြတော့မရှိဘူးလဲဝရေရွယ်အဲ့လိုဆွဆွတဲရတယ်နော်ဆင်းလို့ရှိရင်လည်းအဲ့လိုလေးတစ်စိတ်ချင်းဆင်းရတယ်အဲ့ကျွန်တော်တက်ပေါ်ရပြပါတလားဟိုမှာငါးလေးရှိတယ်ငါးကလေးလေးနော်ငါးမနာမတည်တယ်တူဝေါနော်လှရနော်အသေးပုံလေးတို့အဲ့ဒီချက်ဆိုကျွန်တော်ရဲတဲ့ချက်ကင်မရာတိတ်မကောင်းသေးဘူးတိလားဒါပေမဲ့ကျွန်တော်အခုချိန်မှာဒီလိုနေထားမျိုးရှိနေတာဆိုတော့ရောကျွန်တော်အော်လာကင်မရာကြည့်နေတော့ပဲအရင်လာရေးကြည့်စဲနေကြတော့အောင်မလဲရေးဒါရီပြင်းပေါ့နော်ဒီပြင်လို့ရီပြင်းတချို့နေရာလေးဆိုရင်အဲ့ဒီတန်အောင်နေပြီးတော့အပြင်ထွက်လို့လည်းရတယ်ဖြစ်နေနောက်တစ်ခါတော့ကျွန်တော်ပြန်သွားချင်သေးတယ်ရလာလို့ရှိရင်ကျွန်တော်တို့အပေါ်တက်မယ်နော်အပေါ်မှာဆိုပို့ပြီးတော့ဒီ set ဖြစ်တဲ့နေရာလေးတွေအများကြီးရှိတယ်